အားလုံးပဲမင်္ဂလာပါရှင်။နဲ့ပိတ်ကနေကြိုဆိုပါရရှင်။ဒီနေ့တော့ကိုကြဆေးတက်တာပြီးတော့စားလို့အရင်ကောင်းတဲ့ကျက်ဦးပင်စိကြော်လေးကြော်စားဖြစ်လို့တကယ်ကြီးတို့ကလာညဝေပေးပါရရှင်။ဒါဆိုရင်တော့နှစ်ဘလို့လုံးမလဲဆိုတာနှစ်ပြီးတော့ file ကိုဆုပ်ထိလိုက်ကြည့်ပေးကြပါအောင်ရှင်။အရင်ဦးဆိုကျက်ဦးပြုတ်ဖို့အတွက်ဦးထဲကိုရေထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ကျက်ဥလေးကိုရေစစ်သက်ဆက်ပြီးတော့9လုံးလောက်ထပ်ပြုတ်ထားပေးလိုက်ပါတယ်ရှင်။တကယ်လို့ဒီနေရာမှာမိသားစုများတဲ့သူဆိုရင်တော့ကျက်ဥကိုပို့ထုတ်ပြလို့ရပါတယ်ရှင်။နေ့တော့ဒီကျက်ဥလေးကို7မိနစ်လောက်ပြုတ်ထားပေးလိုက်တယ်ရှင်။ပြီးရင်တော့ရေအေးလေးနဲ့ဆေးပြီးတော့ခွန်လေးခွာထားပေးလိုက်မယ်ပေါ့နော်။ဒါကြတော့ပင်စည်းရွက်လေးရဲ့နုံနုံဆင်းထားတဲ့ကျက်တွန်ဖြူလေးရဲ့ညစ်တညစ်ထောင်းထားတဲ့ငရုတ်တီလေးရဲ့ပါရှင်။ပထမဦးဆုံးအိုးထဲကိုစီနဲ့ငယ်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးတော့ခဏပြုတ်ပြီးတော့ခွန်ထွားထားတဲ့ကြက်ဥလေးကိုကြော့လေးဖြစ်လာတဲ့ချိန်ထိကြော်သွားပေးလိုက်ပါမယ်ရှင်။ခုလိုမျိုးလေးကြော်တဲ့ချိန်မှာတော့တစ်ဖက်ကကြော့လေးဖြစ်သွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလည်းလှန်ပြီးတော့ကြော့လေးဖြစ်သွားတဲ့ချိန်ထိကြော်သွားပေးလိုက်ပါမယ်ရှင်။ခုဆိုရင်တော့နေ့ရဲ့ကြက်ဥကြော်လေးကရပြီပေါ့နော်။ဒါဆိုရင်တော့စကားလေးနဲ့စီဆက်ထားပေးလိုက်ပါမယ်ရှင်။ဒီကျက်ဥပင်စိကြော်လေးကနေ့လည်းတစ်ခါမှမကြော်စားဖြစ်ဘူးပေါ့နော်။ပုံမှန်ဆိုရင်တော့ကြက်သားတို့ဝက်သားတို့ပင်လယ်စားတို့ပဲကြော်စားလေးဖြစ်ပါတယ်ရှင်ဒီတစ်ခါတော့နှစ်ကကြက်ဥလေးကိုပင်စိကြော်လေးကြော်စားဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့ကြံရှိနေတဲ့စီလေးထဲကိုနုံနုံစိထားတဲ့ကြက်သွန်ဖြူနဲ့မငစ်တညစ်ထောင်းထားတဲ့ငရုတ်သေးလေးကိုစီတက်ထားပေးလိုက်ပါမယ်ရှင်နေ့တော့အနက်လေးမွေးလာတဲ့ချိန်ထိစီတက်ထားပေးလိုက်ပါတယ်ရှင်ခဏလောက်ပေါ့နော်ပြီးရင်တော့ရတာနေနဲ့ပဲငါပြားရဲ့အပြည့်နဲ့ငယ်ပဲငါပြားရဲ့အကြီးနဲ့ငယ်ခရုစီနဲ့ငယ်ငါးငါပြားရင်နဲ့ငယ်ချုံမုံနဲ့ငယ်တခြားနဲ့ငယ်ထည့်ပေးလိုက်သေးရှင်ဒီနေရာမှာပါမုံလေးကိုလည်းနဲ့ငယ်လေးထည့်ပေးလိုက်သေးရှင်ပြီးရင်တော့ပင်စည်းရွက်လေးကိုထည့်ပြီးတော့တမတော်အောင်ကြော်သွားပေးလိုက်ပါမယ်ရှင်ပင်စည်းရွက်လေးကိုတော့နဲ့ငယ်လေးနွားသားတဲ့ခြေထိကြော်သွားပေးလိုက်ပါမယ်ရှင်ကြော်သွားပေးလိုက်လို့ပင်စည်းရွက်လေးကနွားချောက်သွားပြီဆိုရင်တော့ကြော်ထားတဲ့ကြက်ဥလေးကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်နဲ့ခါဒီနေရာမှာကြက်ဥလေးကိုနှစ်ချမ်းလေးခွဲထုတ်ထားပေးလိုက်သေးပေါ့နော်တကယ်လို့မခွဲရင်လည်းရပါတယ်ရှင်နဲ့ကတော့ရပါလေးစိတ်ဝင်သွားအောင်လို့ခွဲထုတ်ထားပေးလိုက်သေးပေါ့နော်နှစ်ချမ်းလေးဒါကြတော့ကိုစိတ်ကြက်ပါရှင်ကိုမခွဲထုတ်လည်းရပါတယ်ရှင်ဒါဆိုရင်တော့အားလုံးသမပြီးတော့ရတာလေးစိတ်ဝင်သွားအောင်လို့နည်းငယ်လေးကြော်သွားပေးလိုက်ပါမယ်ရှင်ဒီကြော်နေလေးကရတာလေးလည်းအရင်ကောက်ပြီးကိုကြဆေးလေးတက်တာမို့ကြော်စားကြည့်ကြပါအောင်ရှင်ကြော်သွားပေးလိုက်လို့အားလုံးသမသွားပြီဆိုရင်တော့ရတာလေးမြည်ကြည့်ပြီးတော့ကိုစိတ်ကြိုက်ပြန်ထည့်ယူနေပါတယ်ရှင်နေ့မှာတော့ရတာလေးဆက်ပြီးပြီဆိုရင်တော့ပကံလေးတက်ကိုထည့်ပြီးတော့စားလို့ရပါပြီရှင်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နှစ်ပတော်ဖာကိုကြည့်ရှုအားပေးတဲ့တယောက်ချီစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နှစ်ပိတ်ကိုလည်း like and follow လေးလုပ်ပေးကြပါဦးရှင်။အားလုံးပဲတတ်တာ